ဒါလေးကတော့တပည့်ရန်ကုန်ပြန်တော့ဝယ်ခဲ့တာပေါ့နော်ဒီဒါ city map တွေဘာတွေမှာအဲ့တုန်းကတင်နေပေါ့နော်တပည့်ထင်တာကတော့ပြောရရင်2025ဒါဖေဖော်ဝါရီလလောက်တုန်းကပေါ့နော်ရှိမယ်ပေါ့နော်အပိုင်းတည်းဒါဖုံးဖုံးကသူဒါဒီပေါ့နော်သူဟောပြောပွဲတွေမှာပြောခဲ့တဲ့ဟာတွေကိုသူပြန်ပြီးထုတ်ထားဖြစ်ပါတယ်ဒီနေ့ခေါင်းစဉ်က growth mindset and mindful compassion ဆိုပြီးတော့အင်္ဂလိပ်လိုပြီးထားပါတယ်အပိုင်းနှစ်ပိုင်းပေါ့အခုမှအများနေတဲ့တရားသင်တန်းပုံစံမျိုးပြန်လက်ခံတာရန်ကုန်မှာတပွဲအခုမန္တလေးမှာတပွဲဒါဆိုဒုတိယတပွဲပေါ့တဲ့ growth mindset ဆိုတာကဘာလဲဆိုတော့စိတ်နေသဘောထားကိုပြောတာတဲ့နော်ဒီအဟောင်းဖြစ်တဲ့ mindful confession ဆိုတာကတော့သတိပဋ္ဌာန်အခြေခံတဲ့ဂရုဏာဖြစ်တယ်တဲ့ဒီကျင့်တော်ရန်ဖုံကျောင်းမှာတဲ့ဖုံကဟောပြောပြီးပါပြီတနိုင်ငံလုံး၈နှစ်လောက်အချိန်ယူပြီးတော့ဒီကျင့်စဉ်ရော concept ရောဟောထားတယ်တဲ့ဒီ the recipe of humility မှာ humility ကမာနချတာပေါ့နော်အခုပဲဩဃာသတွေဆိုတဲ့ရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော့တယ်မှန်လျှော့တယ်အဲ့ဒီတော့ humility ဘယ်လိုသုံးချရမှာလဲပေါ့နော်ဒီတော်တော်ခက်တဲ့အလုပ်လို့သူပြောထားတယ်ပေါ့နော်ဖုံပြောထားပါတယ်တခြားလူတယောက်နဲ့ပြိုင်တဲ့အခါမှာမှန်လျှော့တာပြောတာမဟုတ်ဘူးအဲ့ဒီမှန်လျှော့တာကလည်းလျှော့ရတာတစ်ပိုင်းပါပဲဒါပေမဲ့အဲ့ဒီလျှော့တာဟာတော်တော်ခက်တယ်လျှော့ရတာခက်တယ် areaမဖြစ်ခင်ဆိုရင်ရှော့မဲ့အစားထပြီးတော့ဒီလက်သီးနဲ့ထိုးကျင်ကြတယ်ပေါ့နော်မန်လျှော့ခြင်းကိုယ်စိတ်မန်လျှော့ခြင်း humility ဘယ်မှာစရမှာတော့ဆိုတော့အခက်ခဲတွေ့တဲ့အခါကျတော့ကိုယ်စရမယ်လောကကြီးမှာအခက်ခဲတွေရှိတယ်နေမကောင်းဘူးတဲ့ခေါင်းကိုက်တယ်ဆိုတာကိုကားခြင်းကစားတဲ့သူအားကစားလုပ်တဲ့သူဆိုလို့ရှိရင်ဒါလက်ခံမှုခက်တယ်ပေါ့နော်ငါဒီအင်မတန်ကျမ်းမာအတန်ဆွမ်းနေတာနဲ့ဘာဖြစ်လို့ဒီလိုခေါင်းကိုက်ရတာလဲပေါ့နော်ဖုံ2016မှာတဲ့ခြေတော့ကျိုးသွားတယ်တဲ့ဒီကျင်းတော်ရန်ကိုဖုံဝှီချဲချောင်းတိုင်းနဲ့ကျင်းတော်ရန်ကိုဖုံဝှီချဲဂျိုင်းတောင်းနဲ့လာတယ်တဲ့အဲ့ဒီမတိုင်ဂိန်တုံးကတော့မန္တလေးရောက်တိုင်းချင်းသေးကြီးကနေပြီးတော့မန္တလေးတောင်ပေါ်အထိလမ်းလျှောက်တက်တယ်တက်သွားပြီဆိုရင်လည်းဒီတိုင်းမတက်ဘူးရသေးကြီးဥခန့်နီရဲ့တာဝကတွေရဲ့နာမည်ကပီးထိုးထားတာတွေဇောင်းတန်းဝဲရတလျှောက်ရှိတယ်တချို့က AR တိုင်းသားတွေတချို့ကဝါခင်မတချို့ကအိမ်မင်းတချို့ကဘဲပြည်နယ်နဲ့ဖုံကအဲ့ဒါတွေကိုဖတ်ပြီးတော့မူရီတာနဲ့တက်သွားတယ်ပေါ့နော်ဘဲအချင်းအပေါ်ရောက်မှန်းတော့မသိပါဘူးနောက်ပိုင်းကျတော့ဥခန့်ဒီရဲ့ပြတိုက်တို့ဥခန့်ဒီတရားထိုင်တဲ့နေရာကိုရောက်သွားတယ်နောက်ပြီးရင်ဒုတိယကမ္ဘာစစ်တွင်မှာတိုက်ပွဲဖြစ်တဲ့နေရာတက်ခန့်နီးလေးမှာဒီသမိုင်းစာလေးတွေကိုဖတ်တယ်အဲ့လိုနဲ့တက်သွားတာပေါ့နော်အရင်တုန်းကတော့မန်ချခြင်းခြေထောက်ကျိုးတဲ့အခါကျတော့တဲ့ဒီအဲ့ဒီအပေါ်တက်ဖို့မပြောနဲ့ခေါင်းအုံးနဲ့ခြေထောက်ကိုဟိုဘက်ဒီဘက်ခုထားရတာတဲ့နည်းနည်းမှမလုပ်ရဘူးတဲ့အိပ်ပျော်ခဲ့ရင်လေနှမ်းတစ်စိမှရွှေ့လို့မရဘူးရွှေ့ပြီဆိုတာနဲ့နားတာပဲစိတ်ထဲမှာ humility ဖြစ်တယ် humility ဆိုတာကမာနထိခိုက်တာပေါ့နော်ဖုံတို့လိုတဲ့နိုင်ငံခြားမှာအကြာကြီးနေဘူးတဲ့ဖုံတွေကတဲ့လမ်းလျှောက်ရင်ညံနေတရားပွဲတွေမှာရှေ့ကနေပြီးတော့ထီးဖြူနဲ့ဖြည်းဖြည်းလေးလျှောက်တာဖုံတို့အကျဉ်းမရှိဘူးနိုင်ငံခြားမှာဆိုသူများတွေကမြင်မြန်လျှောက်တာလေကိုကနှင်းနှင်းလျှောက်ရင်သူများတိုက်သွားမှာသူ့ရဲ့တိုက်နဲ့သူ့ရဲ့ momentum နဲ့သူ့ရဲ့ speech နဲ့ကိုက adjust လုပ်ရတာလေလိုက်ရောညီထွေးရတာလမ်းလျှောက်တာမြန်သွားတယ်အဲ့ဒီစိတ်နဲ့ဆိုတော့ခြေထောက်ကျိုးလိုက်တဲ့အခါမှာတခါတည်းကိုစိတ်ပြန်ပြီးတော့လျှော့ရတယ်စေခါတော့ဖို့ကိုပြန်ဖြီရတယ်တတိပေးရတယ်မခွဲစိတ်ခင်မှာဖုံကိုပြန်ပြီးတော့တရားမှတ်တယ်ကိုစိတ်ကိုပြန်ကြည့်တော့အလုံးများတယ်ဆိုတာဘာဖြစ်လို့ငါကြမှာဖြစ်ရတာတုံးငါကြမှာဘာဖြစ်လို့ဒီလိုချော်လဲရတာတုံးဆိုတဲ့အတွေ့အထိပေါ်လာတယ်နောက်ဆုံးတော့ဖုံကဂယုနာနဲ့အဲ့ဒီချက်ထောက်ကိုနောက်ဆုံးတော့ဖုံကဂယုနာနဲ့အဲ့ဒီချက်ထောက်ကိုစကားပြောတယ်
ဒါလေးကဖုံဖုံတရားပွဲတွေမှာအများကြီးပြောခဲ့ပြီးပြီနာခွင့်ပေးတယ်နာတာကိုနားလေတယ်နော်နာခွင့်ပေးတယ် I understand you don't want to be in pain I understand you are in pain တနည်းအားဖြင့်တတိယလူတစ်ယောက်အနေနဲ့ဖုံဖုံကခြေထောက်ကိုစကားပြောတယ်နာတာနားလေတယ်မနာခြင်းဘူးနာတာကိုမရွေးဘူးဒါပေမဲ့မရှောင်လွဲနိုင်လို့နာကျင်တယ်ဆိုတာကိုနားလေလိုက်တယ်ဒါကမသိစိတ်ကနေဒါကအသိစိတ်ကနေမသိစိတ်ကိုပြောတာပါကိုချင်းစာစိတ်နဲ့ပြောတော့မန်ကတိတ်မတင်းမှုဝေဒနာကိုစတင်လက်ခံလာနိုင်တယ်ဒုက္ခဆိုတာရှိရပေါ့နော်မာနာလေးကိုလျှော့ပြီးလက်ခံပါတရားနာပရိသတ်တို့ခေါင်းကိုက်တယ်ဆိုတာလေဝေဒနာကိုဂယုဏနဲ့ကြည့်ပေးဖို့နားတယ်ဆိုတဲ့ဟာကိုလက်ခံပေးဖို့ပြောချင်ပါတယ်ရိတ်တာမှာပြောလို့ရှိတယ်နာရင်နာတယ်မှတ်ပေးပါဆိုတာအတိမတ်ပြုပေးပါ humility ရှိပါနာတာကိုနားလည်ပေးပါလို့ပြောတာပါပုံမှန်ဆိုနေရာတိုင်းမှာ perfect ဖြစ်ချင်တယ်ဒါပေမဲ့ perfect မဖြစ်တာကိုလေ humility နည်းနဲ့လက်ခံပေးပါတချို့နေရာမှာကိုယ်စိတ်တိုင်းမကြဘူးဥပမာထမင်းစားတယ်ဆိုရင်အဆက်ကြိုက်တဲ့သူအဆက်ပေါ်နေတယ်အချိုပေါ့နေတယ်စသဖြင့်ပေါ့ဒီနေရာလေးမှာစိတ်ကိုနည်းနည်းလေး humility နဲ့ကြည့်လိုက်ဒီဟင်းကဘာပြဿနာမှကြီးကြီးမရှိတော့ဘူး the red pill of humility မပြည့်စုံမှုအလိုမကျမှုဆိုတာရှိတယ်ဆိုတာကိုလက်ခံပါပြဿနာနဲ့ရံမဖြစ်ပါနဲ့ဒီနေရာမှာ the red pill of humility ကိုသစ္စာလေးပါရှုထောင့်ကနေကြည့်မယ်ဆိုရင်ဒုက္ခကိုလက်ခံပါလို့ပြောတာပါဒီအချက်ကိုပဲဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေကိုဆရာကြီးကပညာရှင်တယောက်အနေနဲ့တင်ပြတဲ့အခါကျတော့ပါဠိလိုရွတ်ပြီးတော့အဲ့ဒီလိုပါဠိလိုသွားရွတ်နေလို့ဒီနေရာမှာအစင်မပြေဘူးအနှစ်သာရပဲယူပြောရတယ်သစ္စာလေးပါးတရားတော်ရဲ့အနှစ်သာရဘာပြောတာတော့ဆို imperfection ရှိရင်အစင်မပြေတာရှိရင် perfect မဖြစ်တာတွေတွေ့ရင်အဲ့ဒီဟာကိုအသိမှတ်ပြုပါတယ်ဒါမျိုးတွေနေရာတိုင်းမှာရှိရဲဆိုတာကိုအသိမှတ်ပြုပါငါကြမှဒီလိုဖြစ်ရမလားဆိုပြီးမတွေးပါနဲ့အဲ့ဒီပြဿနာတွေနဲ့ရန်ဖြစ်တာမျိုးမလုပ်ပါနဲ့အဲ့ဒီလိုလက်ခံတဲ့အခါကျမှနောက်တစ်ဆင့်ဒီပြဿနာကိုဘယ်လိုလုပ်မယ်ဘယ်လိုကင်တွယ်မယ်ဆိုတဲ့အထိအသိဉာဏ်တွေပေါ်လာတယ်ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့တတိပဋ္ဌာန်နဲ့သစ္စာလေးပါးကို Harvard တက္ကသိုလ်ပါမောက္ခကြီးပြောတာပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာတတိပဋ္ဌာန်ဆိုတာသုံးမသွားဘူးသစ္စာလေးပါးဆိုတာသုံးမသွားဘူးသစ္စာလေးပါးဆိုတာသူ့စာအုပ်ကိုဖတ်ကြည့်တဲ့အခါကျမှပါခြင်းပါမှာဒီဗီဒီယိုထဲမှာလောက်ထားတာတူတူလေးဆိုတော့မပါဘူးသူကထေရဝါဒတရားတော်မဟာယနတရားတော်ပါတော်တော်လေးလေးနက်နက်လေ့လာထားသူပါတန်ဖိုးမထားနိုင်တော့ဘူးနောက်ဒီအင်တာဗျူးထဲမှာတော်တော်အောင်မြင်တဲ့လူငယ်တယောက်ပေါ့နော်မိသားစုလည်းရှိတယ်ကလေးငယ်လည်းရှိတယ်သူကတနေ့ကျတော့စစ်လိမတောက်ဖေးအစုပ်ကင်စာဖြစ်တယ်အဲ့ဒါကိုသူလက်မခံနိုင်ဘူးအလုပ်လည်းမလုပ်နိုင်တော့ဘူးရှာထားသမျှသူ enjoy မဖြစ်နိုင်တော့ဘူးတန်ဖိုးမထားနိုင်တော့ဘူးသူစ조사ခဲ့တာတွေလည်းသူ့အနေနဲ့တန်ဖိုးမထားနိုင်တော့ဘူးဘာတစ်ခုမှသူ့ရဲ့စိတ်ကိုတတ်တာအောင်မလုပ်နိုင်တော့ဘူးတသက်လုံးစ조사လာတာနော်အဲ့ဒီစ조사လာတဲ့ဟာလေးကသူ့ကိုစိတ်တသာရအောင်တစ်ခုမှဝိုင်းကူညီမပေးနိုင်ပါဘူးတခါခေါင်းကိုက်တာလောက်ပဲဖြစ်ဖြစ်ကို့မှာရှိတဲ့ပညာအရေးချင်းတွေပျက်စီးဥစ္စာတွေမိတ်ဆွေတငယ်ချင်းတွေမိသားစုတွေအကုန်မေ့ပြီးတော့အဲ့ဒီခေါင်းကိုက်နေတဲ့နေရာမှာပဲစိတ်ရောက်ပြီးတော့တလောကလုံးကိုကအစိုးမြင်တဲ့အချိန်တွေရှိတယ်လေတခါတလေကြတော့ထမင်းစားရင်းနဲ့ကိုစိတ်တိုင်းမကြတဲ့အရာလေးတွေတွေ့တဲ့အခါကျန်တာတွေကိုအတွက်အစင်မပြေနေတာကိုလုံးဝမေ့ပြီးတော့အဲ့ဒီအစင်မပြေတဲ့ဟာလေးအစင်ပြေနေတာတွေကိုလုံးဝမေ့ပြီးတော့အဲ့ဒီအစင်မပြေတဲ့ဟာလေးကိုတခါတည်းကိုပောက်ကွဲတာမှတ်မိလားမှတ်မိတယ်ဆိုရင်အခုဒီဆရာကြီးပြောတဲ့ဟာကအတူတူပဲဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ဟာကတော့
အဲ့ဒီထက်အများကြီးပိုကျေပြန့်လေးနက်တာပေါ့နော်ဒါကတော့ Professor Arthur Brooke ဆိုတဲ့ဒီဆရာကြီးက simplify နားလည်အောင်လုပ်ထားတာပဲဖြစ်ပါတယ်လိုတာမရခြင်းစင်ရင်ဒုက္ခရှိရဆိုတာကိုမာနာလေးလျှော့ပြီးလက်ခံပါလို့သူပြောတာငါအစမပြေတာရှိရဖြစ်ချင်တိုင်းမဖြစ်တာကိုလုပ်တဲ့အတိုင်းမဖြစ်တာလေးတွေရှိတယ်ဖြစ်တဲ့အခါလေးရှိတယ်အဲ့ဒီဟာလေးတွေကိုလက်ခံဖို့သူပြောတာဖြစ်ပါတယ်ဘုရားမြတ်စွာဘုရားက first sermon တရားဥမာကလေးကဟောထားတဲ့ဒုက္ခဆိုတဲ့စကားလုံးကိုဒီနေရာမှာအဓိပ္ပာယ်ပြန်မယ်ဆိုရင် imperfect ရှင်းလို့အဓိပ္ပာယ်ပြန်ရမယ်စိတ်တိုင်းမကြတာကိုဒုက္ခလို့ခေါ်တယ်ဓမ္မစကြာထဲမှာတော့ဓာတ်ရိုက်ပါတယ်လိုတာမရလေဒုက္ခအတေကိုကြိုက်တဲ့စကားတွေပြောပါစီလို့မရဘူးကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့ခေါင်းကိုယ်တောင်မှကောင်းတာတွေပဲတွေးနော်စိတ်ညစ်စရာတွေမတွေးနဲ့လို့မိတ်ပေးလို့မှမရတာရှောက်တွေးတာပဲကိုယ့်ရဲ့ခန္ဓာကိုယ်မာနနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မနာနဲ့နော်ဒီခန္ဓာကိုယ်မနာနဲ့အမြဲတမ်းနှုတ်ပြပါစီအဲ့ဒီလိုမိတ်ပေးချင်တာလေအဲ့ဒီလိုသူကမဖြစ်တာကိုကိုကလက်ခံအဲ့ဒါကို humility လို့ခေါ်ပါတယ် the red pill of humility အဲ့ဒါလေးကိုကြိုပြီးတော့ဖုံးလို့လက်ခံထားရင်စိတ်ထဲမှာကိုအစင်မပြေတဲ့အခါတတ်တာပေါ့နော်အပိုဆောင်တော့ပတ်နာကျင်မှုစေခါတောက်ပြီးရင်စိတ်ကအဲ့ဒီအစင်မပြေတဲ့ဟာကိုသွားပြီးတော့ magnify မလုပ်ဘူးမသိစိတ်ကနေပုံကြီးမချဲ့နေဘူးပေါ့နော်မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့အဆိုမိတ်တစ်ချောင်းကိုတော့ဖျက်ဖုံကအမြဲကိုကားတယ်ငကိုရှိတဲ့ပဂတိဒုက္ခကတတ်မှတ်ပေးစိတ်ကနေဟိုတွေးဒီတွေးထပ်ပြည့်တဲ့ဟာကသုံးမှတ်တယ်တဘာဝဒုက္ခမဟုတ်ဘူးအာတဝဒုက္ခဆိုတာလေစိတ်ကမနေတတ်လို့သူဟာသူထပ်ဖြည့်တဲ့ဒုက္ခကသုံးမှတ်အခုခေတ်ကလေးတွေအနေနဲ့ပြောရင်တော့ပင်ကိုဒုက္ခတဘာဝဒုက္ခ25ရာခိုင်နှုန်းတော့ပဲရှိပါတယ်85ရာခိုင်နှုန်းကျကိုဟာကိုထပ်ဖြည့်လို့ဖြစ်တာပါ top part ဝေဒနာအပိုင်းပေါ့ဗုဒ္ဓမြတ်စွာဘုရားအနေနဲ့ဆိုထပ်ပြည့်တဲ့အပိုင်းကိုဥပါဒံဒုက္ခလို့ခေါ်တယ်ငကိုကရှိတဲ့အပိုင်းကတော့တဘာဝဒုက္ခရှေးကံကြောင့်ရှေးကုသိုလ်ကံအကုသိုလ်ကံကြောင့်ရရှိလာတဲ့ခန္ဓာပေါ့ဒါဖြင့်အဲ့ဒီ25ရာခိုင်နှုန်းကိုလူက manage လုပ်နိုင်တဲ့ ability ရှိတယ်။ကောင်းကောင်းစီမံခန့်ခွဲဖို့ရစွမ်းရည်ရှိတယ်။85ရာခိုင်နှုန်းထပ်ပြီးတော့ top part ဒုက္ခလုပ်တဲ့အခါကျမှလူတွေ struggle ရုန်းကန်မှုဖြစ်တာ top part လုပ်လိုက်တဲ့အခါကျစိတ်ကအရန်ကိုလေးလံသွားတယ်။ဒါကြောင့်မနေ့ကငါစိတ်ညစ်တာ25ရာခိုင်နှုန်းကဘယ်ဟာလေးပါလဲ85ရာခိုင်နှုန်းကဘယ်ဟာလေးပါလဲလို့ဒီမေးခွန်းလေးကနေ့စဉ်မေးပြပါပုံမှန်ဆိုဒုက္ခအကြောင်းတွေးတဲ့လူအများစုကပျော်ရွှင်မှုအကြောင်းမတွေးဘူးပျော်ရွှင်မှုအကြောင်းတွေးတဲ့လူကလည်းဒုက္ခအကြောင်းပြောရင်နားပိတ်ထားတယ်မျက်နှာလှည့်ထားတယ်လုံးဝမကြားခြင်းဘူးဘာလို့တုံးဆိုကိုယ့်ရဲ့ပျော်ရွှင်မှုလာထိခိုက်မှာစိုးလို့ဖြစ်ပါတယ်အဓိပ္ပာယ်ရှိအောင်တွေးရမယ်ဗုဒ္ဓမြတ်စွာဘုရားကအမြင့်ဆုံးဒုက္ခချမ်းသာကိုရချင်ရင်ဒုက္ခကိုရှောင်လွှဲလို့မရဘူးကိုယ်ရှိမှရှိတဲ့ဒုက္ခကိုအဓိပ္ပာယ်ရှိအောင်ကြည့်ပါလို့မိန့်တော်မူတယ်ဒီဆရာကြီးကဘာပြောတုံးဆိုတော့ meaning အဓိပ္ပာယ်ရှိအောင်ကြည့်ရမယ်တဲ့ခေါင်းကိုက်တယ်ဆိုရင်ဘာကြောင့်ခေါင်းကိုက်တယ် meaning ရှိအောင်တွေးရမယ်အဓိပ္ပာယ်ရှိအောင်တွေးရမယ်ခါနာတယ်ဆိုရင်ဘာကြောင့်ခါနာတယ်လဲခါနာတာငါတယောက်ထဲလားစောစောပိုင်းကသူပြောတာ sharing ဆိုတာလေခေါင်းကိုက်တယ်ဆိုတာဘာကြောင့်ခေါင်းကိုက်တယ် meaning ရှိအောင်တွေးရမယ်အဓိပ္ပာယ်ရှိအောင်တွေးရမယ်ခါနာတယ်ဆိုတာဘာကြောင့်ခါနာတာလဲခါနာတာငါတယောက်ထဲလားစောစောပိုင်းကသူပြောတာ sharing ဆိုတာလေ everybody had suffering တဲ့ Harvard တက္ကသိုလ်ပါမောက္ခဆရာကြီးပြောတဲ့စကားလုံးပါလူတိုင်းဒုက္ခရှိတယ်
အဲ့ဒီဒုက္ခကိုတို့ကဘလောက်ထိ share လုပ်ကြတယ်ဘလောက်ထိတူညီတယ်ဆိုတဲ့ဟာကိုတို့နားမလည်သေးတဲ့၍မင်းင်းမရှိဘူးတဲ့ကိုနာကျင်တဲ့ဟာတွေကမင်းင်းမရှိဘူးပြဿနာတစ်ခုရှိတယ်ဆိုရင်အဲ့ဒီပြဿနာကို self centered ငါဗဟိုပြုပြီးတွေးပြီးတခြားလူတွေပြဿနာမရှိဘူးလို့ထင်နေသည်ကိုဒုက္ခကအရေးပဲမရှိဘူးအင်္ဂလိပ်လိုပြောတာတော့ don't take it personally ဆိုတာလေငါဟာဗဟိုပြုရှုထောင့်ကဒီမကြည့်နဲ့လို့ပြောတာဖြစ်ပါတယ် Hillary Clinton ပြောတဲ့စကား don't take personal things personally တဲ့ကိုရေးကိုတာအရာတိုက်ခိုက်ခံရတဲ့အခါမှာအဲ့ဒါကိုငါရှုထောင့်ကနေမကြည့်တယ်လို့အဓိပ္ပာယ်ပြန်တာဖြစ်ပါတယ်နက္ခဗေဒပညာရှင်လို့အဲ့ဒီအင်တာဗျူးထဲမှာတခုစိတ်ဝင်စားစရာကောင်းတာပါတယ် Professor Arthur Brooks ကပျော်ရွှင်မှုအကြောင်းကိုစောပိုင်းကသူလေ့လာတဲ့နေရာမှာလကဘာပေါ်တက်တဲ့နက္ခဗေဒသိပ္ပံပညာရှင် astronomer တို့ရဲ့စိတ်ထားနဲ့ထိခဲ့ပါတယ်တဲ့နက္ခဗေဒပညာရှင်ကနက္ခတွေကိုပြောင်းလဲဖို့အတွက်လေ့လာတာမဟုတ်ပါဘူးနက္ခတွေအကြောင်းကိုသိဖို့အတွက်နေလတွေအကြောင်းစัจ java ဝါဒအကြောင်းနားလည်ဖို့လေ့လာတယ်သူလည်းပဲအဲ့ဒီအမြင်နဲ့ပျော်ရွှင်မှုကိုလေ့လာခဲ့ဖို့တယ်သူ့စိတ်ကိုပြောင်းလဲဖို့မဟုတ်ဘူးတဲ့အဲ့ဒါနဲ့တနေ့ကျတော့သူ့ဇနီးကပြောတယ်လေရှင်ကပျော်ရွှင်မှုအကြောင်းလေ့လာပြီးတော့ပျော်ရွှင်တဲ့လူတွေမှလည်းမပါဘူးလို့ပြောတဲ့အခါကျတော့အော်ငါကပျော်ရွှင်မှုဆိုတာကိုစိတ်သဘောတရားကိုနက္ခဗေဒပညာရှင်တို့လေ့လာခဲ့ပါလားငါလေ့လာနေတဲ့ပုံစံမှားတယ်ဆိုပြီးသဘောပေါက်လာတယ်နက္ခဗေဒပညာရှင်ကနက္ခတွေကြေရာတွေနက္ခဗေဒပညာရှင်ကနက္ခတွေကြေတာရာတွေပြောင်းလဲစေတဲ့ရည်ရွယ်ချက်မရှိဘူးပြောင်းလဲအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မရှိဘူးကြေတာရာနက္ခတွေကိုနားလည်အောင်လုပ်ဖို့ပဲရှိတယ်စောပိုင်းမှာသူလည်းပဲဘသူကဘလူနေရင်ပျော်ရွှင်တယ်ဘသူကဘလူနေရင်မပျော်ရွှင်ဘူးဆိုတဲ့အဲ့ဒီပြိညာဉ်ကိုရခဲ့တယ်ပေါ့နော်ဖုံဖုံတို့ကြားနေကြစကားနဲ့ပြောရရင်ပညာအတိဒီဆရာကြီးရခဲ့တယ်ပေါ့ဝိညာဉ်အတိပညာအတိတော့သူမရဘူးစာစကားနဲ့ဆိုအဲ့ဒီလိုပြောရမယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သူက theory တော့ရတယ် practice မလုပ်ခဲ့ဘူး skill လည်းမရခဲ့ဘူးသူ့ဇနီးကတရားပြတာနော်တရားထောက်တယ်လို့ပြောရမှာပေါ့အဲ့ဒါကို he took it into his heart သူနားထောင်ပြီးအဲ့ဒီအချိန်ကစလို့သူ့လုပ်ငန်းမှာတွေ့ကြုံရတဲ့ဟာကိုသူ့ကိုယ်သူပြန်ပြီးတော့ apply လုပ်တယ်လက်တွေ့အသုံးပြုခဲ့တယ်ဒီလိုနဲ့ပျော်ရွှင်သူဖြစ်သွားတယ်ဘယ်လောက်ထိပျော်ရွှင်လဲဆို60%ပိုပျော်တယ်တဲ့ဘယ်နှစ်ရာခိုင်နှုန်းဆိုတာတော့ခဏထားတော့ဖုံဖုံလေးသူ့ရဲ့ပျော်ရွှင်မှုကိုမတိုင်းတာတတ်ဘူးအခုပြောချင်တာက the red pill of humility ဆိုတာကဘဝမှာအိမ်မှာလုပ်ငန်းမှာသူ့အတိုင်းဝိုင်းမှာ discomfort ရှိရဲဆိုတာကိုလက်ခံဖို့ပါအစမပြေတာကိုမေ့နေတယ်အစမပြေတာနဲ့အစင်ပြေတာတွဲနေတယ်အစင်မပြေတာလည်းရှိတယ်ကိုကအစင်ပြေတာပဲအမြဲကြိုးစားတယ်ဒါကြောင့်အစင်ပြေမယ်ဆိုတဲ့ယုံကြည်ချက်ရှိတယ်ဒီထက်ပိုပြီးตาယာကြီးပွားအောင်ဒီလိုယုံကြည်ချက်မျိုးနဲ့လုပ်ကြတယ်ဒီထက်ပိုပြီးตาယာကြီးပွားအောင်ဒီလိုယုံကြည်ချက်မျိုးနဲ့လုပ်ကြတယ်လုပ်ငန်းရှင်တွေလည်းကိုယ့်ရဲ့ကုမ္ပဏီဒီထက်ပိုပြီးတိုးတက်အောင်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ထက်ပညာတတ်အောင်ကိုယ့်ရဲ့ကုမ္ပဏီဒီထက်ပိုပြီးကြီးပွားအောင်မျှော်လင့်ချက်တွေနဲ့လုပ်ကြတယ်အဲ့ဒီလိုအဆင်ပြေတဲ့ဘက်ကိုအာယုံစိုက်ထားပြီးတော့အဆင်မပြေတဲ့အရာကိုကိုကမေ့နေတတ်တယ်အဆင်မပြေမှုနဲ့တွေ့ရင်လေသူ့ကိုဘယ်လိုကင်တွယ်ရမယ်ဆိုတာပြင်ဆင်မထားဘူးဒါကြောင့်မို့လို့ဖုံဖုံခြေထောက်ကျိုးတဲ့အခါဆရာဝန်ကပေးတဲ့အနာကျက်စီပိန်းကေလာ3ပုံ1ပုံပဲဖုံးပေးတယ်နေ့ကင်းဆိုမဖုံးဘူး3ချိန်ဖုံးခိုင်းတာညအိယာဝန်ကန်ဒီတစ်ချိန်ပဲဖုံးတယ်နေ့ကင်းကြတော့အဲ့ဒီဝေဒနာနဲ့မိတ်ဆွေဖွဲ့တယ်ဒီစကလုံးကိုဖုံဖုံးကတမင်သက်သုံးတာမိတ်ဆွေဖွဲ့တယ်မိတ်ဆွေဖွဲ့ခြင်းအပြင်တစ်ဖက်ကလည်းဒီခန္ဓာကိုယ်မှာ limit ရှိတယ်ဒီခန္ဓာကိုယ်နာကျင်တယ်အရင်တုန်းကတော့ကိုယ်နည်းနည်းနာတယ်ဆိုရင်
တရားနာပရိသတ်တို့ခြေထောက်တွေရွှေ့တာရွှေ့မှန်းတော့မသိလိုက်ဘူးတရားထိုင်တဲ့အခါကျမှတရားပြတယ်ကမ္မထနာစရိယာတွေကမရွှေ့နဲ့တော့ခဏသတိပေးနေလို့မရွှေ့ရတော့စိတ်ကဘာဖြစ်လဲစိတ်ကအရန်ကျဉ်ကျပ်ပါတယ်10မိနစ်ကလည်းတနာရီလောက်ထင်ရတယ်တနာရီဆိုရင်1ရက်လောက်ထင်ရတယ်2နာရီဆိုရင်2ရက်လောက်ထင်ရတယ်3နာရီဆို3ရက်လောက်ထင်ရပါတယ်စိတ်က top up လုပ်နေတာเนาะ top up လုပ်တာဘဏ်ထဲမှာပဲကောင်းတယ်တယ်လီဖုန်းဘေးပဲကောင်းတယ်เนาะနာကျင်မှုဝေဒနာကတော့မကောင်းဘူး top up မလုပ်ပါနဲ့တရားမှတ်တယ်ဆိုတာအဲ့ဒီ top up လုပ်တဲ့အကျင့်လေးကိုကြည့်ခိုင်းတာပါလက်ခံလိုက်တဲ့အခါနောက်ပိုင်းကျတော့လက်ခံလိုက်တယ်လေတရားထိုင်တဲ့အခါမှာဒီဝေဒနာရှိတယ်ဆိုတာကိုလက်ခံလိုက်တယ်လက်ခံလိုက်တဲ့အခါကျတော့10မိနစ်ပဲနောက်ပိုင်းကျတော့တနာရီလေတနာရီပဲတချို့ယောဂီကပြောတယ်တနာရီက15မိနစ်လောက်ပဲထိုင်နေထင်ရတယ်တဲ့တကိုးတွေဖြစ်လာတာမဟုတ်ဘူးနော်အဲ့ဒီ humility မန်လျှော့မှုကပိုအားကောင်းလာတာတနည်းအားဖြင့်ပြောရမယ်ဆိုရင် acceptant အစင်မပြေတာကိုလက်ခံလိုက်တဲ့ဟာပါပဲအစင်မပြေတာကိုအတိမတ်ပြုလက်ခံလိုက်တာနော်အစင်မပြေတာဟုတ်တယ်ဒါမျိုးတော့ရှိတယ်ဆိုပြီးတော့ you are not making anything out of it အစင်မပြေတာကိုသွားပြီးအကြောင်းလုပ်မနေတော့ဘူးဆိုရင်အစင်မပြေမှုကအရေးမပါအရေးမကြီးတော့ပါဘူးဝိမရှိတော့ပါဘူးအဲ့ဒီလိုမဟုတ်ပဲသူ့ကိုအရန်ကြီးအရေးထားရင်သူကအရေးပါသွားတယ်အဲ့ဒီခြေထောက်နာကျင်တာသူ့ကိုရာခိုင်နှုန်း200လောက်အလေးထားလိုက်ရင်အဲ့ဒီဝေဒနာရာခိုင်နှုန်း200ဖြစ်သွားတယ်အဲ့ဒါကြောင့်သူ့ကိုမကြည့်ဘူးသူ့ကိုအလေးမထားဘူးသူ့အပေါ်မှာ emphasis မထားဘူးဝင်လေထွက်လေမှာပဲထားလိုက်တယ်ဆိုရင်သူ့ကို top up မလုပ်တော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာဘေဟာက25ရာခိုင်နှုန်းဘေဟာက85ရာခိုင်နှုန်းဆိုတာကိုကသိလာတယ်